ဂျပန်ပြည်မှာဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတဲ့ Joshua ကပါတိုက်ခိုက်ရေးဝါသနာရှင်ညီကောင်မောင်နှမတို့ရဲ့ Westwood Greenman Channel ကနေပြန်လဲကြိုဆိုလိုက်ပါရယ်အစကတော့ကျွန်တော်တို့ရဲ့ UFC Fighter လေး Joshua ဘန်တစ်ယောက်ထိုင်းကနေဂျပန်နိုင်ငံကိုသွားပြီးလေ့ကျင့်ရေးတွေလုပ်နေကြတယ်လို့အားလုံးကထင်မှတ်ခဲ့ကြတာပါဒါပေမဲ့အခုလက်ရှိ social media စာမျက်နှာတွေပေါ်မှာတော့အခြေအနေတွေဟာလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ရပါပြီဘာဖြစ်လို့လဲဆိုတော့ဂျပန်ပြည်ပေါ်ကိုရောက်ရှိနေတဲ့ Joshua ဘန်ကိုဂျပန်နိုင်ငံကဒေသခံတွေနဲ့အင်တာနက်အသုံးပြုသူတွေကပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ပြီးကန့်ကွက်နေကြလို့ပဲဖြစ်ပါတယ်သူတို့ဝေဖန်နေကြတဲ့အဓိကအကြောင်းရင်းကတော့ Joshua ဘန်ဟာဂျပန်နိုင်ငံရဲ့လူသွားလူလာအလွန်များလာတဲ့လမ်းမပေါ်တွေပါတယ်မကပဲသူတို့ရဲ့အလွန်တမိုးထားရတဲ့မိုင်းဝင်တန်ရှင်းယူသေးရမယ်ဖះเจ้าနယ်မြေတွေအထိပါဂျပန်ရိုးဝတ်စုံတွေကိုဝတ်ဆင်ပြီးဆာမူရိုင်းသားတွေနဲ့ဒရက်ဆက်ကစားပြတာဗီဒီယိုတွေရိုက်ကူးပြတာတွေကိုလှုပ်ဆောင်ခဲ့လို့ပဲဖြစ်ပါတယ်ဒါဟာဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့စီကံပိုင်းအရဘာကြောင့်ဒီလောက်အထိပြဿနာတက်သွားရတာလဲဂျော်ရှွာဘန်အနေနဲ့ရောကမ္ဘာအဆင့်ဖိုက်တာတအုပ်ပြီးကျင်းဝတ်ပိုင်းဆိုင်ရာဘာတွေလိုအပ်သွားလဲဆိုတာဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အသေးစိတ်တင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာတိုက်ခိုက်ရေးဝါသနာရှင်ညီကိုတို့ရဲ့ကျွန်တော်တို့အနေနဲ့အမြင်အကျယ်ကြီးနဲ့သုံးသက်ကြည့်လိုက်အောင်ဂျပန်နိုင်ငံဆိုတော့ကမ္ဘာပေါ်မှာစီးကံအရှိဆုံးဒေသသယံဇာတာဓလေ့ထုံးတမ်းတွေကိုအလေးအနက်ထားဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ဂျပန်ကဖះเจ้าတွေနက်ကွန်းတွေဆိုတာသူတို့လူမျိုးတွေအတွက်အလွန်တန်ဖိုးထားရတဲ့ငြိမ်သက်အေးချမ်းရမယ်တန်ရှင်းရနယ်မြေတွေဖြစ်ပါတယ်ခင်ဗျာအဲဒီလိုနေရာမျိုးမှာဂျော်ရှွာဘန်ကဆာမူရိုင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဂျပန်ရိုးဝတ်စုံဝတ်ဆင်ပြီးဓာတ်တွေနဲ့ကစားပြဗီဒီယိုရိုက်ပြတာဟာဒေသခံတွေအမြင်မှာတော့လုံးဝကိုမလီမစားလောက်ရကြနေတာပါဒါတွေမကသေးပါဘူးလူသွားလူလာတွေပြည့်နေနေတဲ့လမ်းမလဲကောင်မှာဓာတ်ကဲ့သို့သောလက်နက်မျိုးကိုလူမြင်ကွင်းမှာဆွဲထုတ်ပြီးကစားပြတာဟာဘေးပတ်ဝန်းကျင်ကအများပြည်သူတွေရဲ့လုံခြုံရေးကိုချင်းချောက်ရာရောက်တယ်လို့စိတ်အနှောက်အယှက်ဖြစ်စေတဲ့ဆိုပြီးဂျပန်အင်တာနက်အသုံးပြုသူတွေကဝေဖန်ကန့်ကွက်နေကြတာဖြစ်ပါတယ်ရိုးဝဝတ်စုံတွေကိုဝတ်ဆင်တာကပြဿနာမရှိပေမဲ့တန်ရှင်းမြင့်မြတ်တဲ့ဘုရားကျောင်းမြေပေါ်မှာလက်နက်အစစ်သို့မဟုတ်အတုတွေနဲ့အခုလို professional fighter တယောက်ကစော်ကစားပြတာကတော့ဂျပန်လူမျိုးတွေရဲ့စီကံကိုကျော်လွန်သွားခဲ့တာအမှန်ပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့တိုက်ခိုက်ရေးသမားတဦးရဲ့ကျင်းဝတ်ပိုင်းကနေမြန်မြန်တက်တာသုံးသက်ကြည့်လိုက်ရအောင်ဂျော်ရှွာဘန်ဟာတာမန်ကလေးတယောက်မဟုတ်ပါဘူးသူဟာကမ္ဘာအဆင့်မြင့်ဆုံး UFC ရဲ့ professional တိုက်ခိုက်ရေးသမားတဦးဖြစ်ပါတယ်ကမ္ဘာကျော် fighter တယောက်ဖြစ်လာပြီဆိုရင်မိမိရဲ့လောက်ရတိုင်း social media ပေါ်တင်နေသမျှ content တိုင်းဟာကမ္ဘာပရိသတ်တွေအပေါ်တက်ရောက်မှုအလွန်ကြီးမားလာပါတယ်ခင်ဗျာအခုလိုဂျပန်မြေပေါ်မှာ content အမြင့်ဆုံး view တောင်ဆိုပြီးဒေသခံတွေရဲ့စိတ်ကစားချက်ကိုယဉ်ကျေးမှုကိုဂရုမစိုက်ပဲကစားပြလိုက်တာဟာသူ့ရဲ့ professional image ကိုအများကြီးထိခိုက်စေပါတယ်တကယ်ဆာမူရိုင်းစိတ်တက်ဆိုတာဒါကိုလူမြင်ကွင်းမှာရှောက်ပြပြီးကစားဖို့မဟုတ်ပဲနှိမ့်ချခြင်းစီးကန်းရှိခြင်းနဲ့ပတ်ဝန်းကျင်ကိုလေးစားခြင်းကသာအဓိကဖြစ်ပါတယ်ဒါကြောင့်မို့လို့ပဲဂျပန်ပရိသတ်တွေကမင်းက UFC fighter တယောက်ဖြစ်ပြီးဘာလို့ဒီလောက်အထိအသိဉာဏ်ကင်းမဲ့စွာနဲ့လူစီကားတဲ့ဖះเจ้าတွေမှာဒါနဲ့ကစားပြရတာလဲဆိုပြီးမေးခွန်းထုတ်ဝေဖန်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးဂျပန်ပြည်ပေါ်ကဝေဖန်မှုတွေဟာဂျော်ရှွာဘန်အတွက်တော့အနာဂတ်မှာသင်ခန်းစာအကြီးကြီးတစ်ခုရသွားစေမှာအမှန်ပါပဲလူငယ်တဦးပြီးအမြင်ဆန်းတာတွေလုံးချင်စိတ်ရှိနိုင်ပေမဲ့နိုင်ငံတကာကိုတွာလာတဲ့အခါအဲ့ဒီနိုင်ငံရဲ့စီးကန်းနဲ့ယဉ်ကျေးမှုကိုမဖြစ်မနေလေးစားဖို့လိုအပ်တယ်ဆိုတာကိုအပီးအပြင်းတတိပြုမိသွားတော့ပါပြီခင်ဗျာကျွန်တော်တို့အနေနဲ့လဲကိုယ့်ရဲ့မြန်မာသွေးပါဝင်တဲ့ fighter လေးတယောက်ကမ္ဘာအလဲမှာအမားရုံမရှိပဲပုံမကောင်းမွန်တဲ့ပုံရိပ်တွေနဲ့သာအောင်မြင်စေချင်တာမိဘပြည်သူညီကိုတို့အားလုံးရဲ့ဆန္ဒပဲမဟုတ်လားခင်ဗျာကဲတိုက်ခိုက်ရေးဝါသနာရှင်ကျွန်တော်တို့ Westwood Greenman ကပရိသတ်ကြီးတို့ရဲ့အခုလို Joshua Ban တယောက်ဂျပန်နိုင်ငံရဲ့လူစီကားတဲ့လမ်းတွေနဲ့ဖះเจ้าတွေမှာဂျပန်ရိုးဝတ်စုံတွေဝတ်ဆင်ပြီးဓာတ်တွေနဲ့ကစားပြလို့ဝေဖန်ခံနေရတဲ့အပေါ်မှာညီကိုတို့အနေနဲ့ရောဘယ်လိုမျိုးမြင်ကြပါသလဲဒါကလူငယ်တဘာဝဗီဒီယိုရိုက်ပြတာတသက်ပဲလားဒါမှမဟုတ်တကယ်ပဲစီကံမှာလိုအပ်သွားတာလားအောက်ကကောမန့်မှာညီကိုတို့ရဲ့အမြင်တွေကိုယဉ်ကျေးပြူငါစွာနဲ့ရေးသားဆွေးနွေးပေးခဲ့ကြပါဦးဒီဗီဒီယိုလေးကိုသဘောကျရင် like ပေးဖို့တခြားတိုက်ခိုက်ရေးဝါသနာရှင်တွေပါသိအောင် share ပေးဖို့နဲ့နောက်ထပ်သတင်းထူးတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ Westwood Greenman Channel လေးကို like and subscribe လုပ်ထားကြဖို့တောင်းဆိုရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘေးရန်နဲ့ကင်းရှင်းကြပါစေခင်ဗျာ